မင်္ဂလာပါအိမ်ဆန်မှာဒီလိုမျိုးအတော့ကောက်ရေးပြီးတော့အန်တာခလိုက်တာနဲ့ဒီလိုအရှိလေးထွက်ချင်တယ်ဆိုလို့ရှိရင်ဖိုင်ထဲကမိုးကိုသွားမယ်ပြီးတော့ option ကိုရွေးပါမယ်အဲ့ဒီမှာ preface ဆိုတာလေးရှိရယ်ပြီးတော့ autocorrect option ကိုရွေးပါဒီနေ့မှာဆိုလို့ရှိရင်ကိုထည့်ချင်တဲ့စာသားလေးပေါ့နော်ကိုရိုက်ထည့်မဲ့စာသားကိုရွေးပြီးလို့ရပါတယ်ဥပမာ Computer University ဆိုလို့ရှိရင် CU ဆိုပြီးတော့မှရေးလိုက်မယ်ပြီးတော့ဒီဘက်မှာက CU လို့ရိုက်တယ်ဆိုလို့ရှိရင်မြင်မြင်တဲ့စာသားလေးကိုဒီဘက်မှာရိုက်ထည့်ပေးရပါမယ်add ကိုနှိပ်မယ် OK ကိုနှိပ်မယ်ပြီးတော့ဒီမှာလည်း OK ကိုနှိပ်ပါမယ်အဲဆိုဒီမှာရိုက်ကြည့်မယ်ဆိုလို့ရှိရင် CU လို့ရေးပြီးတော့အနောက်လိုက်တာနဲ့ဒီမှာစာသားရဲ့အရှိကောက်လေးကိုသူကထုတ်ပေးပြီးတော့ပါပြီအဲ့ဒီမှာလည်းဒီမျိုးလုပ်လို့ရတယ်လို့ Word မှာလည်းလုပ်လို့ရပါတယ် option ဒီမှာလည်းတူတူပါပဲ Moving နဲ့ autocorrect option ချိန်ထည့်မဲ့အတူကောက်စာသားကိုထည့်လိုက်မယ်ဒီဘက်မှာအရှိလေးကိုထည့်ပါမယ်ပြီးတော့ကျွန်တော် add ကိုနှိပ်မယ် OK ကိုနှိပ်မယ် OK ကိုနှိပ်ပါမယ်ဒီမှာရိုက်ထည့်လိုက်ပါမယ်ဒါမျိုးအလွယ်တကူထည့်လို့ရပါတယ်